ဒီနေ့မှာတော့ကလိုပဲ main star MST ဆိုတဲ့ကိုတယောက်နဲ့တော့ဆော့ပြတာပေါ့နော်တူတူလေးအမောကပန်းရဒီမှာပြဒီမှာနံပါတ်4ရောက်ပေါ့ကွာ5ပါဝင်အဲ့ကို main star ပေါ့ MST ဆိုတဲ့ main star ကိုပါဝင်ကွာဒီမှာသူ TikTok ကောင်လေးပြပေးထားတယ် follower 13000ကျော်တော့ပြောင်းလို့မရဒီမှာနံပါတ်4ရောက်ပေါ့ကွာအဲ့မှာပတ်စားနေချိန်မှာပတ်ကောက်ထုတ်လိုက်တယ်ဟောကြီးတကယ်ကောင်းလာတော့အမကဘရိုဂျာ level 3ဆိုတော့ဘာညာလေးကိုကောင်းဝင်ခုတ်ထပ်ကေးလေးယူမောဒီနေရာလေးရတော့ခုတ်တယ်ပြောင်းရပါလိုက်ကြောင်ထပ်ခုတ်တယ်မစမကထိတ်ကြောင်နေပဲထိတ်ကြောင်တော့ထပ်ခုတ်ပြီးတယ်အဲ့ဒါကနာတေရောနော်တော်ရက်ဆောင်ပြန်အမနောက်ကအစတရီလိုက်ဟီနဲ့ချောကမဘရိုဂျာထပ်ထွက်လာရောတင်းလိုက်ကောက်ရှောင်းဝေးပေးလိုက်ရမတတ်တယ်လို့လှလေးပဲဗျာအလုံးဝဝင်ပေါက်ရမမီတာတညာလေးကောင်လေးထပ်ခုတ်ပြီးအင်းပို့ပြတယ်အမဖင်ရတော့ရှိုးသွားတယ်ဗျာနော်အမလိုက်ခုတ်ပဲခုတ်ပရိုရလိုက်ရောင်းတော့မတပတ်သေးထိုက်ယူပြီးလိုက်ဗျာမဝုန်းညပိတ်ကြည့်နေတော့မင်းချောပြီဒီမှာလည်းတားလေးလှလေးပဲထပ်ပေါက်ပြီးတော့အမရောင်းနေဘူကြလေးထပ်ခုတ်ပြီးလိုက်တယ်ကွာဒီမှာလည်းထပ်ပဲကြီးနောက်တော့ထိုက်ယူမှာဝန်မင်းတို့ပဲရှိုးလိုက်တော့အမပရိုရလိုက်ခုတ်တယ်ဗျာနောက်မှမပြန်ထွက်လာတဲ့ကောင်လေးထပ်ခုတ်ထပ်ပဲကြီးဟောလားကြိုက်တယ်မတော်တယ်မင်း2ယောက်လုံးဝင်ခုတ်လိုက်တာကွာကြာလို့မဟိုမစ္စတာကွာ MSD official ဆိုတဲ့ကိုရဝင်သွားကွာငါဝင်မယ်မှတ်ပြီးငါလည်းမဝင်ပြတယ် sorry ပြီအမနိုင်သွားကွာငါတို့ဆရာကြီးဆိုရှောလေးနဲ့မောင်မက်ရဲ့လူကပတ်ကပဲနောက်ဆုံးတော့နိုင်သွားတယ်ကွာနောက်ပါစစ်တူပြတာတခြားကိုရှိုးလိုက်တော့